မင်္ဂလာပါခင်ဗျာဒီကနေ့စာရေးဆရာမကြည်ရဲ့နွမ်းလျာအိမ်ပြန်ဝတ္ထုကိုရွတ်ဖတ်ခန်းစားမှာဖြစ်ပါတယ်အတူတူရွတ်ဖတ်ခါနားဆင်ခန်းစားရအောင်နော်အမှားစာရေးသူအများပင်ငယ်စဉ်ကရေးသည့်စာကိုပြန်လည်ထုတ်ဝေသည့်အခါကြည်နဲ့အားရခြင်းထက်ရှက်ကြောက်တွန့်ဆုတ်ခြင်းကပိုလိမ့်မည်ထင်ပါသည်ပြင်ဆင်ခြင်းဖြည့်ဆွက်ခြင်းဖြတ်တောက်ခြင်းစိတ်တို့နှင့်လက်ရလိမ့်မည်ထင်ပါသည်သို့တော့ကျမ15နှစ်ကရေးခဲ့သည်ကို35နှစ်၌အပြစ်ရှာရန်မလိုမသင့်ဟုထင်ပါသည်ကျမ၏မိတ်ဆွေတို့သည်အားလုံး35နှစ်ကြီးရှိသည်မဟုတ်ကြပါ15နှစ်အရွယ်လည်းရှိသည်ကိုဝမ်းမြောက်ဝမ်းသာတွေ့ရပါသည်တကယ်တော့လေကျမတို့အားလုံးသည်အသက်အရွယ်သတ်မှတ်ဖို့မလိုပဲရလဲမရပဲအချို့ကအညှောက်ထွက်စေအချို့ကအရွက်ဝေစေအချို့ကတီးပွင့်စေဥယျာဉ်တဲ့၌တပင်များပမာကြီးပြင်းရှင်သန်နေကြသည်ကားသာအရင်ခံကိစ္စဖြစ်လေရာကျမကိုအကောင်းဘက်သို့မျှော်လင့်ခြင်းကြီးသူလို့ဆိုခြင်းဆိုပါစေကျမ၏စာသည်ဘယ်တစ်တပင်တွက်ဖြစ်စေနှင်းရီတစ်ပေါက်အနေဖြင့်အေးမြစေသည်ဆိုလျင်လိုသည်ထက်ပို၍ရခြင်းလို့ထင်ပါသည်ထို့ကြောင့်ကျမတို့သည်ငယ်စဉ်ကရေးသည့်စာကိုစုံမက်စွာဖြစ်စေပြုံးရည်၍ဖြစ်စေသီးခံတာဖြစ်စေအလင်းတင်တယ်လို့ဖတ်ကြပါလိမ့်မည်ကိစ္စမရှိပါပြီးတော့ကျမသည်စာရေးနေသည့်ထိုကာလအတွင်းမှရိုးဖြောင်သောဟန်မဆောင်သောမကြွားဝါသောစေတနာဖြူသောနှလုံးသားအမြဲဖြစ်သည်ကိုဝန်ခံနိုင်လျာကျမအတွက်ဘာမှရှက်ကြောက်ဖွယ်မရှိသည်ကိုစဉ်းစားမိပါသည်ထိုနှလုံးမျိုးထားသည်ကိုကျမကုံမောက်၍မပြောပါကျမတို့သည်ထိုနှလုံးဖြင့်မွေးလာခဲ့ကြသည်လို့ယုံကြည်ပါသည်ဂျာမန်ကဗျာဆရာဘာရော့ဘရက်ပြောသလိုမန်နက်၏မျက်နှာဖုံးရုပ်ပုံကိုကြည့်လျင်ရုပ်မာဖို့ရာဘလောက်တပင်တပန်းလောက်ရသည်လုံးလာထုတ်ရသည်ကိုသိနိုင်ပေသည်ထို့ကြောင့်ကျမသည်မရှက်ကြောင်မတွန့်ဆုတ်တော့ပဲ15နှစ်နဲ့အနှစ်20အချိန်တွင်းကရေးခဲ့သည့်ကျမ၏ဝတ္ထုနှစ်ပုဒ်ကိုတစိုးတစည်းမျှမပြင်ဆင်မဖြည့်ဆွက်မဖြတ်တောက်ပဲရိုက်နှိပ်စေခဲ့ပါသည် GA 9ရက်12လ1964နွမ်းလျာအိမ်ပြန်ပိုင်း1မော်လိုက်တာတင်မေသည်အသက်ကိုတောင်မှမြင်းပြီးရှူရလေသည်လေကိုဝဝများပင့်သွင်းပြီးထုတ်လိုက်ရလျင်အသက်ပါသွားမလားအောက်မေ့ရ၏ရင်ထဲကကြက်လာပါကလားအထူးသဖြင့်ဘယ်ဘက်ရင်ဘက်ကအောင်းလာသည်ရင်ထဲကအဆုတ်အချက်သည်လဲပင်ရောက်အောင်တက်လာပြီးတင်မေသည်နာကျင်ရှုံ့မဲ့၍ချောင်းဆိုးချလိုက်ရလေသည်တရွေးကိုဝေဝေးရောက်အောင်ထွေးပြစ်လိုက်သည့်အခါအနီရောင်ကိုမြင်လိုက်ရ၏ပါဇက်ထဲတွင်ငံညှိချိုများပြီးအော်ကျင်လာလေသည်မိုးဆိုသည့်လက်ကင်ပေါ်နှင့်နှကန်းကိုတုပ်လိုက်ရာသွေးတွေဆင်းပေလာသည်ကိုမြင်ရ၏တင်မေသည်စိတ်မကောင်းဖြစ်သွားတော့လဲပြုံးလိုက်ခါလက်ကင်ပေါ်တွင်မိုးရေနှင့်သွေးရောပြီးပြန့်လာသည်ကိုငေးနေမိလေသည်ချောင်းဆိုးသွေးပါတဲ့အခေါ်ရင်းနဲ့ယောဂပဲနာမီကိုကအတိတ်ပဲကိုပြောပြနေတယ်တင်မေသည်သဘောကျစွာပင်ရေလိုက်မိချေသေးသည်တင်မေနှင့်ဤယောဂမှာအတော်ပင်အကျွမ်းဝင်နေပြီဖြစ်၍ရိုးနေကကြောက်ရမှန်းပင်မသိတော့ခြင်းဒါမှမဟုတ်လဲမလွတ်နိုင်တော့သည့်အတူတူမို့မကြောက်တော့ခြင်းဖြစ်နိုင်ပေသည်တင်မေသည်ဤယောဂမှဘယ်နည်းနဲ့မှအထမမြောက်နိုင်တော့ပြီဆိုတာကိုသိရလေပြီဆရာဝန်ပြောစကားမှာအတော်စိတ်ဝင်စားစရာကောင်းလှသည်တင်မေကိုယ်တည်းကအဆုတ်မှာအဆုတ်မဟုတ်တော့ပဲပိုးအိမ်ဖြစ်နေပြီဆိုပါကလားတင်မေသည်ထိုစကားကိုခိုးနားထောင်၍ကြားရပြီးကလေးကအသေးတွေနှလုံးတွေကြားထဲကအဆုတ်မဟုတ်တော့သောမျိုးပုတ်ပုတ်အခဲကြီးကိုမြင်နေမိလေလိတင်မေရှိမှမူဆရာဝန်သည်မျက်နှာကိုအရွှဲဆုံးထားကဘာမှမကြောက်နဲ့ပြောင်းအောင်ကုပေးမယ်ဟုတွေ့ပြောလျက်ရှိလေသည်တင်မေသည်စီထိုးမခံတော့ချေဘာအကျိုးထူးတော့မလဲအမြန်ဆုံးတည်ဆုံသွားခြင်းသာအမြန်ဆုံးယောဂပျောက်ခြင်းဖြစ်သည်ခုလိုအခြေအနေမျိုးမှာဘာကြောင့်ကတိကသက်အသက်ခဏရှင်တော့မလဲပြီးတော့ယောဂဆိုကြီးနဲ့လူမမာအတွက်တိမ်လုံးလဲစိတ်ညစ်ကြောက်လန့်နေကြရသည်ချောင်းဆိုးသွေးပါသည်ကူးလဲကူးဆက်တတ်သည်ဆိုတခါတော့လဲဆရာဝန်အားနာ၍အလျှော့ပေးရသည်တွေ့ဘူးသည်များအသင်းမှာဆိုရင်တင်မေဆရာဝန်သည်ပတ်စံကိုမတွက်ဆုံးစိတ်ကောင်းအရှိဆုံးဖြစ်သည်ဟုထင်လေသည်ညာကြီးမင်းကြီးမှာပေမိမွေဝေးပေါ်လာသည့်မြရာကုန်းလေခွင်းတွေကိုဖြတ်ခါတင်မေစီလာလေသည်တင်မေမသိဘူးမှတ်၍ဆရာဝန်ကညာပြောသည်များကိုတင်မေကယုံကျင်အောင်ပြန်ပြီးဆောင်ရသည်စေတိုးခံရသည်အားမငယ်နဲ့တော့သမီးဟုဆိုရသည်တင်မေမှာတော့ဘလို့စကားမျိုးကိုပဲကြားရဘာမှမဖြစ်တော့ပါကိုတီတာထက်ဘသူကပိုတီအောင်မှလဲမှန်ကိုကြည့်လိုက်လျင်နှက်ရာကညို
ညိုရာကမိကိုသွေးပေါက်နေသည့်သပင်ချောင်းများအသားအဝါနှင့်နှက်ခမ်းအပြာမျက်လုံးကြည်လောင်လောင်အသက်ဆိုဒီမီတော့ကလေးသည်တင်မေကိုယ်ထဲတွင်ဖြော့တော့အားနှင့်လှစွာငိမ့်လူနှင့်တောက်နေသည်ဆိုတာကိုသိရပေမည်။အောင်ဆိုသွေးပါနှင့်ပင်မောင်လေးအပုဆုံးဖို့10ရက်လောက်အလိုမှာမြင်ရသည့်ရုပ်နှင့်အင်မတန်တူသည်။ထို့ကြောင့်ပေစကားမျိုးကိုကြားရတင်မေစိတ်ထဲဘာမှမဖြစ်တော့ပါ။ဘဝ၏နောက်ဆုံးနေ့ကိုသာတွေးနေမိသည်။ထင်မြင်ထားသလောက်မနီးသည့်အတွက်စိတ်တောင်မရှိနိုင်တော့လိုက်အောင်ရောက်သွားပြီးထင်ကကြောက်ဆောင်နဲ့ရိုက်ဆောင်ဖို့မြင်နေတော့လဲနောက်ဆုံးကြရက်တကွေမှာလိုင်းထိပ်ပြန်တက်ရခြင်းကိုဒေါသဖြစ်နေလေသည်လိုင်းထိပ်တက်ရခြင်းမှလည်းအကောင်းမှမဟုတ်ပဲနောက်ဒီထက်နှစ်ဆဟိုက်သွားသည့်လိုင်းချောက်တဲ့ကိုတလိမ့်ခေါက်ခွေဆင်းဖို့ပဲမဟုတ်လားပန်းလာပါပြီကွယ်တင်မီသည်ရင်ထဲမှတက်နှာခေါင်းထဲမှမွန်းပြီးပါးစပ်ထဲမှသွေးနဲ့ချွေးတွေပြေးကဝေဒနာကြောင့်ယူသွားမလားအောက်မေ့ရသည့်အခါမျိုးကိုလိုသည်ထက်ပို၍တွေ့နေရသည်ဟုယုံကြည်၏အကျဉ်းဆုံးကနေပြီးတဖြည်းဖြည်းမြင်းကယောဂပြော့သွားပြန်သည့်အခါမှာဒေါသဖြစ်ရလေသည်ခံရလွန်း၍တင်မင်းကိုတောင်မှကဲတင်ရှင်ဟုပင်အယူသိမိတော့မလို့လို့ထိုအခါမျိုးဆိုလျင်တင်မီသည်အိယာကမထနိုင်သေးသည်မြအန်တကြိတ်ကြိတ်ဖြစ်နေပြီးထနိုင်သည့်အခါဆိုလျင်အင်ဤခေါင်းပြူရာဂိုက်200ကျော်กว่าသည့်မြရကုန်းချောင်းကိုလာခဲ့မြဲဖြစ်လေသည်ယခုလည်းကြည်လင်တင်မေရှင်မှာမြရကုန်းချောင်းခါတိုင်းတော့မရေမရာနဲ့လာပြီးရေပြင်ကိုကြည့်ကအိမ်သို့ပြန်ရောက်မြဲဖြစ်ရလေသည်ယခုအခါမူတထစ်ချဆုံးဖြတ်ပြီးပြီယခုအိမ်မှဒီနေရာရောက်အောင်ပင်မနေတွားပြီးလာခဲ့ရလေသည်မနေ့ကဆိုလျင်ခြံထဲလမ်းလျှောက်နိုင်ုံရှိသေးသည်မနေ့ကဤအရှိကရများမှာတော့တင်မေသည်မဲမောင်ချိုင်ဝမ်းသည့်လိုင်းကြောက်ကြီးတဲ့ကိုရိတ်ခနဲရှော့ခနဲကြနေသည့်နေ့များဖြစ်ချေသည်သို့တော်လည်းကြုံဘူးနေပြီဖြစ်၍ဒါဟာအဆုံးစွန်တော့ကြောင်းမဟုတ်သေးပါဘူးဟုအိယာပေါ်လူလိမ့်နေသည့်ကြားကပင်တတိတရရဖြစ်နေပေသေးသည်ခါတိုင်းလိုအန်ကျိတ်ပြီးမတွေးပဲခေါင်းအေးထား၍တွေးကမြရကုန်းရေနက်သို့လာခဲ့ပါသည်အိမ်ကလူတွေလစ်စင်မှထွက်ခဲ့ရသည်မိုးတွေကလည်းဖွဲလို့ပါကောလေဤအေးကစူးရှာလာသည်ဆွဲတာနှစ်ထပ်ကုန်းအင်းကြီးအပေါ်ကဝတ်ထားလျက်ကတောင်တကူလုံးတုံနေသေးသည်မိုးပွားတွေတိုးလာပြန်တော့အသားတွေကျင်းပြီးထုံနေကဘာဖြစ်လို့ဖြစ်မှန်းပင်မပြောတတ်တော့ပါပြီတောက်တာခေါက်မိတော့သည်မိုးရေကြောင့်တပင်ကစူထိုင်းနဲ့အောက်တစ်ပိုင်းရွှဲနေ၏ခေါင်းကိုမိုးထိပြီးစပင်တွေပူကျွမ်းနေသလိုပင်သို့တော်လည်းဂယူးမဆိုင်မော်ပန်းစွာပင်သို့တော်လည်းဖြောင်ပြူးစွာပင်မြရကုန်းချောင်းဆက်ကဇလက်ပင်ကြီးအောက်ကိုရောက်ခဲ့၏မိုးဆိုသည့်နှုံးမြေပေါ်ပြစ်ချထိုင်လိုက်ပြီးအမောပြေတော့မှအဆုတ်အကျက်သည်ပါဇက်ပေါ်တက်ခွင့်ရကချောင်းဆိုပြီးထွေးထုတ်ပြစ်နိုင်အားတော့သည်အေးနှင့်ချောင်းဆိုသွေးပါသို့တော်လည်းဂယူးမဆိုင်တင်မေသည်ဂယူးမဆိုင်ဆိုသည့်ထက်ပြင်းထန်သောစကားလုံးကိုလိုချင်သေး၏ချောင်းဆိုလိုက်ရင်သွေးပါလာရင်ထွေးပစ်လိုက်ရင်နှင့်ပင်တင်မေသည်မြရကုန်းချောင်းရေပြင်ကိုငေးကြည့်မိပြန်လေ၏ရေပြင်ပေါ်မှာအမှောင်ဆုံးမိုးပွားကလေးများသည်စိတ်ရှောက်ပြေးနေကြလေသည်အနောက်အရှက်မရှိသောနှွေကာလာ၏ရေပြင်လိုမျက်နှာတင်း၍မနေပဲဝါညစ်နှင့်အနှဲငယ်လဲထားနေသည်နှွေအခါဆိုလျင်ကြောက်ချောပမာရေပြင်ပေါ်ထိုင်၍ပင်ရမည်ဟုတင်မေထင်ခဲ့ဘူးလေသည်ယခုတော့ရေပြင်သည်ပြောင်းညံ့လှသည်တင်မေသည်ဟိုးအောက်နှင်တော်တဲ့အထိနှစ်သွားနိုင်သည်လေပြင်းဝေးလိုက်ပြီဆိုလျင်ဇလက်ကိုင်းဇလက်ရွယ်များပေါ်မှခိုနေသည့်မိုးရေပေါက်ကြီးများသည်ဖြန်ကနေရှဲကနေကျလာတတ်သည်တင်မေသည်အငေးပြက်၍သွားကသွေးပေသောလက်ကင်ပေါ်အားနှင့်ပင်မျက်နှာကိုတုပ်ပြရပြန်သည်လေသည်ဇလက်ကိုင်းများကိုကိုင်လှုပ်နိုင်အောင်ကြမ်းလျင်တော့ပြောင်တင်တဲ့စိမ့်များဇလက်သီးများသည်တပုတ်ပုတ်ကြွေကြလေသည်တချို့ကတင်မေကြောဘက်သဲခတ်သိမ့်နှင့်နှုံးမြေပေါ်ကြကတလိမ့်နလိမ့်လိမ့်သည်တချို့ကမူတင်မေခြေရင်ဘက်ရွှင်ပြော့ချောင်းဆက်ကိုကြကတဝက်နစ်ပြီးငိမ့်နေသည်တချို့ကမြရကုန်းချောင်းရည်ထဲကြကဘောလောနှင့်မျောချင်ရာမျောသွားကြလေသည်ဇလက်သီးများရေထဲကျွေသည်ကိုတင်မေစိတ်ဝင်စားလေသည်ဇလက်ပင်ကြီးသည်ချောင်းဘက်သို့ကား၍အရိပ်သည်ချောင်းလေသို့ကြကနေတတ်သည်ဇလက်သီးများသည်ချောင်းရည်ထဲကြတာသာများသည်ဟောကြည့်တလုံးကျွေပြန်ပြီကျွေပုံကိုကြည့်စမ်းရေပြင်းသည်လှိုင်းရွကြွကပလုံစီနေသဖြင့်ဇလက်သီးသည်ဆွဲခနဲတဲ့မြည်ကခဏနစ်ပြီးပြန်ပေါ်လာသည်ရေပန်းသေးကြီးများဖွာရေးထားကပက်လေကိုဆင်းပြီးကြသည်ထို့နောက်ကကြရက်ကလေးများလှုပ်ရှားခြင်း
ထို့နောက်ဆိုလျင်ကပြောညံသည့်ရေပြင်ပေါ်မိုးပွားစိတ်စိတ်ကလေးများရှောက်ပြေးနေကြပြန်လေ၏တင်မေရေထဲကျသွားလျင်ခုလိုပင်အတန်မီရေပန်းစဉ်ကြရက်ထမြုပ်ချီပေါ်ကြီးဖြစ်ခါနောက်ဆုံးနှစ်ပြီးပြီး3-4ရက်ကြာတော့ခုနဇလက်တီးလိုပင်ရေပေါ်ဘောလောပေါ်ကမျောလို့ရာကိုမျောရပေမည်တခုပဲကွာမီမိမိကတက်ရှိတော်ဝါဖြစ်၍ဒေချင်းနှင့်ရှင်ချင်းကြားတဲ့ကအလွန်တရာသေးငယ်လှသည့်အချိန်ကလေးမှာနောင်တတရားဖြစ်ပေါ်ပြီးကြောင်းရွံ့ရုန်းကန်မှုရှိခြင်းရှိလာမည်ဒီတစ်ချိန်ကလေးကိုမုံကတက်သေးဖို့ရာကိုတင်မီမာနာကြီးခဲ့ခြင်းဖြစ်လေသည်အရင်တုန်းကဒီမြရာကုန်းချောင်းကိုလာမိတိုင်းထိုအသွေးကိုရောက်ခါအိမ်ပြန်စမြဲဖြစ်ချေသည်စင်စစ်ယခုလဲမုံတုံးမှာပဲသို့တော်လဲဒီအခါတော့တေပြစ်ပေတော့မည်တေပြစ်ပါစေဟုလဲထက်ဆိုနေမိသည်လူတွေ၏အပြောကိုလည်းဂီယူမဆိုင်တော့ပြီတင်မေတည်သွားလျင်မိဘနှစ်ပါးသည်မောင်လေးတည်တုံးကလိုငိုယိုကြပေမည်ခဏကြာတော့မောင်လေးကိုမိပြောက်သွားတယ်လို့ပင်တင်မေကိုမိပြောက်သွားကြပေမည်မိမိကဆိုလျင်ဖျားရှိခိုးပြီးတိုင်းတင်မေရေအမျှဟုဆိုခြင်းဆိုပေမည်ကိုကျော်ကဆိုလျင်တော့ကန်ဆိုးတဲ့တင်မေဟုငိုရှိုက်မိထင်သည်သူ့တစ်လုံးမှာစိတ်မကောင်းစရာတစ်ချက်ရခြင်းလည်းရမည်သို့တော်လည်းတင်မေကိုနားမလဲခြင်းဟာပိုပြီးကြီးမားလာမှအမှန်ပဲဆရာအောင်မင်းကတော့မိုက်တဲ့ကလေးမပဲဟုယူကျုံမရညှိရှာပေလိမ့်မည်မိုက်တယ်ဆိုလျင်တင်မေခံနိုင်၏စင်စစ်လိမ်မာခြင်းဆိုတာမှာတတိမရှိခြင်းလည်းပါသည်ထင်လေသည်သို့တော်ဆရာကတခါပြောသည်မှာတက်သေးတယ်ဆိုတာပြော့တယ်ညံ့တယ်ဆိုတာကိုပြတာပဲဟုဖြစ်သည်အခက်အခဲကိုမတွေ့ရ၍တက်တည်ခြင်းမှာပြော့ညံ့တယ်ဆိုတာတင်မေဝန်ခံပါ၏တက်တည်မှုပေါင်းများစွာတွေထဲမှာတင်မေချီးမွမ်းမိတာလည်းတစ်ခါမှမရှိခဲ့သို့တော်ယခုမူတင်မေသည်မိမိအတွက်ပြန်လည်ခံရင်းခြင်းသည်တင်မေဘယ်တော့ကအခက်အခဲကိုကြောက်ခဲ့ပူပါသလဲတခြားလူတွေလိုဖြုံးတိုင်းနဲ့စိတ်မှန်ထားကတရှူရိုးသေးသည့်သဘောမျိုးလည်းမဟုတ်တင်မေသည်စိတ်ဆိုးနေတာလည်းမဟုတ်ကြောက်ရွံ့စရာလည်းမရှိပဲအေးဆေးစွာလာခဲ့ပေသည်အေးဆေးစွာတွေးခဲ့ပြီးပြီလေရက်ပိုင်းလောက်သာအသက်ရှင်နေဖို့ရှိသည့်တင်မေမဟုတ်လားပြီးတော့တင်မေမှာလူဘဝကဆောင်ယူသွားစရာဘာမှမရှိအမွဲကြီးမွဲတဲ့တင်မေပါစဉ်းစားကြည့်စမ်းပါကွယ်ဒီမြရာကုန်းချောင်းကိုရောက်အောင်ဘယ်လိုလာခဲ့ရတယ်ဆိုတာကိုတင်မေသည်နန်းလျားစွာဆွတ်တိုးပြီးလာခဲ့သည့်လမ်းကလေးကိုလဲပြန်ကြည့်မိလေသည်